အားလုံးပဲမင်္ဂလာပါရသဆုံးမှကျူဆိုရတယ်ကျူဆိုရင်လူတိုင်းကယွန်ကြတယ်ကြောက်ကြတယ်ဒါပေမဲ့ဒီကောင်တွေကကမ္ဘာစည်းကွက်မှာတကောင်မြန်မာငွေ9000ကနေ8000ဝန်းကျင်ထိတန်ကြီးရှိရဆိုတာသင်သိပါသလားဒီနေ့မှာတော့သွေးစွပ်ပုတ်ကောင်တို့တင်စားကြတဲ့စီးပတ်ဝင်ကျုံမွေးမိတွေအကြောင်းပြောပြပေးသွားမှာပါရှေးခေတ်ကလေးကကျွတ်တွေကိုသွေးဖောက်ကူးတတ်လာမှာတုံးခဲ့ကြပြီပဲ2024-2026ခုနှစ်တွင်မှာတော့ဒါဟာခင်မီစီးပညာရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်ကျွတ်တွေမှာမေးရိုး3ခုနဲ့တွားပေါင်း300ကျော်ပါပါတယ်သူတို့ကိုက်လိုက်တဲ့အခါလူကိုမနာအောင်ထုံစေးပြီးတယ်လို့အင်ဇိုင်းတစ်မျိုးကိုလည်းထုတ်ပြီးပါတယ်အဲ့ဒီအင်ဇိုင်းဟာတွေးခဲတာကိုတားဆီးပြီးတွေးကြောတွေကိုပွင့်စေပါတယ်ဒါကိုဟီရိုတင်လို့ခေါ်ပါတယ်အထူးသဖြင့်ပြတ်သွားတဲ့လက်ချောင်းတွေ၊နေရွက်တွေကိုပြန်ဆက်တဲ့ခွဲစိတ်မှုမျိုးမှာကျွတ်တွေဟာအသက်တခင်ဖြစ်လာပါတယ်။ပြန်ဆက်ထားတဲ့နေရာမှာသွေးပိတ်ပြီးပုတ်မသွားအောင်ကျွတ်တွေဟာသွေးဟောင်းတွေကိုစုပ်ထုတ်ပြီးသွေးလက်ပတ်မှုကိုအသက်သွင်းပေးတာပါ။ဒါကြောင့်ဒါတွေကိုရိုးရိုးကန်တွေမှာမွေးလို့မရပါဘူး။ Silver Wingကျွတ် Medical Leech ဖြစ်ဖို့အလွန်တန်ရှင်းတဲ့ရည်နဲ့စနစ်တကျမွေးမြူရပါတယ်။သူတို့ကိုအစာကျွေးတဲ့အခါမှာလည်းယောဂပူကင်းစိတ်နဲ့တရိတ်ဆန်သွေးကိုပဲအသုံးပြုရပါတယ်။ American FDA ကတော့ကျွတ်တွေကိုဆေးဘက်ဆိုင်ရာပစ္စည်း medical device အဖြစ်တရားဝင်အသိအမှတ်ပြုထားပါတယ်။ဥရောပနဲ့ American ဈေးရုံတွေမှာဒီကျွတ်တွေကိုအမြဲအသင့်ထားရှိပြီးတကောင်ချင်းစီကိုဈေးကြီးပေးဝယ်ယူနေရတာပါ။လူတွေယုံတဲ့တတ္တဝါကနေလူအသက်တွေကဲတင်ပေးနေရတကယ်ကိုအံ့ဩဖို့ကောင်းလုံးပါတယ်။ဒီလိုထူးထူးခြားခြားဘုံတူတာတွေတည်ကြရင်တော့ကျွန်တော်တို့ရဲ့ရသဆုံး channel ကို follow လုပ်ထားဖို့မမိနဲ့နော်။